အားလုံးမင်္ဂလာခင်ဗျဒီနေ့ခီးစဉ်ကတော့ဂျနီးပြူကနေရွာတန်းလေးတွေစီသွားမှဖြစ်ပါရဲ့ဗျကျွန်တော်တို့တူလက်ခတ်ရပါအောင်နော်ဒါတွေကတော့ကားတွေစီတိုးနေဖြစ်ပါရဲ့ဗျအခုဆိုရင်ကျွန်တော်တို့ဂျီပီကုန်းကနေပြီးတော့တာလှပတဲ့ရွာတန်းလေးစီသွားမှဖြစ်ပါရဲ့ဗျကျွန်တော်လည်းတူတူလိုက်ခတ်ရပါအောင်နော်တပြူပင်ကြီးရရောက်ပါပြီအခုဆိုရင်ရှေ့ဘက်လမ်းခင်းနေလို့တခြားလမ်းနေပြီးတော့သွားလိုက်ပါမယ်ဗျအခုဆိုရင်ရွာလမ်းပိတ်ပြီးတော့ကုန်တင်လမ်းခင်းနေလို့ကျွန်တော်တခြားလမ်းနေပြီးတော့သွားလိုက်ပါမယ်နော်အခုကတော့နောက်ကျောင်းပြန်ပြီးတော့လှည့်နေပါပြီရွာလမ်းဆိုပြီးတော့အားပါဝင်ချသွားတာဟိုအိမ်ကြီးရောက်သွားလို့တော့မှအခုပြန်ပြီးတော့လှည့်နေပါပြီဒီညကြီးရပါပြီဟိုင်အခုဆိုရင်ရေကြီးရွက်မှာခဏလေးနားနေပါဗျခလေးတွေတည်တည်ခူးနေမနေဘူးအခုဆိုရင်အညာစုဒလဝကြီးပါရပ်ပါဗျအေးရပြီညက်သွားတာတာညက်သွားတာပင်ကတရပ်ပါဗျရွှေဘိုစုကြီးပါရပ်ပါဗျအခုဆိုရင်အကျော်ရောက်ပါပြီဗျအခုဆိုရင်ဂျနီးပီရောက်ရှိလို့လာပါပြီဗျကျွန်တော်နဲ့တူတူနောက်ထပ်သွားမယ့် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကိုအိမ်မှာ